ဒါကတော့အိမ်မက်မဟုတ်ပါဘူးတကယ်လက်တွေ့ဖြစ်ပါတယ် MMA လောကကိုတမိုင်းတင်စီမဲ့ပွဲမျိုးဖြစ်လာမှာပါအားလုံးပဲမင်္ဂလာပါ Joshua Fighting Gym Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MMA လောကရဲ့တမိုင်းတစ်လျှောက်မှာရော MMA ပရိသတ်တွေရဲ့ဂျားထဲမှာပါအကြီးမားဆုံးသတင်းတစ်ခုဖြစ်ခဲ့တဲ့ American ရဲ့ အိမ်ဖြူတော်မှာကျင်းပမဲ့ UFC White House ပွဲစဉ်အကြောင်းကိုကျွန်တော်ပရိသတ်တွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်တချို့တော့ပရိသတ်တွေကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တည်ပြီးကြပြီဖြစ်တယ်လို့ကျွန်တော်အနေနဲ့မတည်သေးတဲ့ပရိသတ်တွေအတွက်ပြောပြပေးတော့မှာပဲဖြစ်ပါတယ် UFC ဘက်ကတော့ White House ပွဲစဉ်နဲ့ပတ်သက်ပြီးတော့တရားဝင်အတည်ပြုလိုက်ပါပြီကဘာတဝမ်းက MMA ပရိသတ်တွေရောကျွန်တော်တို့တွေပါလုံးဝမစင်စားမမျှော်လင့်ထားတဲ့အရာကလက်တွေ့မှာဖြစ်လာခဲ့ပါပြီဒါကတော့အိမ်မက်မဟုတ်ပါဘူးတကယ်လက်တွေ့ဖြစ်ပါတယ် MMA လောကကိုတမိုင်းတင်စီမဲ့ပွဲမျိုးဖြစ်လာမှာပါများမကြာမီအချိန်မှာ The White House လို့ခေါ်တဲ့ကဘာတီးတီးကနိုင်ငံခေါင်းဆောင်တွေဘီလီယံနာတထေးကြီးတွေပါဝင်ရောက်ဖို့မလွယ်ကူတဲ့အမေရိကန်ရဲ့တမန်တော်အိမ်တော်မှာ UFC ရဲ့အော်တကန်ဝိုင်းကြီးကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ဒီ UFC White House ဆိုတဲ့ပွဲစဉ်က UFC ပုံမှန်ကျင်းပနေတဲ့ပွဲစဉ်တွေနဲ့လုံးဝမတူညီပါဘူး။ဘာလို့လဲဆိုတော့ဒီ UFC White House ပွဲစဉ်က MMA လောကရဲ့တမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးနဲ့တမိုင်းဝင်မဲ့ပွဲစဉ်မျိုးဖြစ်လာမှာဖြစ်လို့ဖြစ်ပါတယ်။အိမ်ဖြူတော်ရဲ့မြေမှာကျင်းပမဲ့ပွဲစဉ်မျိုးအမေရိကန်ရဲ့နှစ်ပေါင်း250ပြည့် anniversary မှာကျင်းပမဲ့ပွဲစဉ်မျိုးပြီးတော့ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံရဲ့တမန်တော်အိမ်မှာကျင်းပမဲ့ပွဲစဉ်မျိုးဖြစ်တဲ့အတွက်လုံခြုံရေးတင်းကျပ်မယ်ဆိုတာကျွန်တော်ရှင်းပြစရာတော့မလိုပါဘူး။ငွေရှိတိုင်းလဲလက်မှတ်ဝယ်ပြီးတော့အပြင်မှာကြည့်လို့မရတဲ့ပွဲစဉ်မျိုးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ UFC ဘက်ကနေပြီးတော့ဒီ UFC White House ပွဲစဉ်ရဲ့အပြင်မှာကြည့်ရှုနိုင်ခွင့်လက်မှတ်ကိုရောင်းချမှာမဟုတ်ဘူးလို့တရားဝင်ကြေညာထားလို့ပဲဖြစ်ပါတယ်။သူ့အနေနဲ့ဒီလက်မှတ်ကိုသူဖိတ်ကြားလိုတဲ့လူတွေကိုဒါပေးပြီးတော့ဖိတ်ကြားရမယ်လို့သိရှိရပါတယ်။ဆိုတော့ဒီလက်မှတ်ရရှိဖို့ရန်အတွက်ငွေဘယ်လောက်ပဲသုံးပါစေသူ့အနေနဲ့ဖိတ်ကြားခံရခြင်းမရှိဘူးဆိုရင်ဒီပွဲကိုအပြင်မှာကြည့်ရှုဖို့ရန်အတွက်လုံးဝမဖြစ်နိုင်ပါဘူး။ပြီးတော့ဒီပွဲစဉ်ကတော့ကဘာနဲ့တဝမ်းစိတ်ဝင်စားမှုခံရမယ်ပွဲစဉ်မျိုးပဲဖြစ်ပါတယ်ဆိုတော့ဒီ White House ပွဲစဉ်ကတော့ MMA ကစားနည်းတစ်ခုဆိုတာထက်ကိုပို့ပြီးတော့တမိုင်းတွေနိုင်ငံရေးတွေနဲ့ကမ္ဘာတစ်ခုလုံးရဲ့အာရုံစိုက်မှုတွေကိုပါပေါင်းစပ်ထားတဲ့ပွဲစဉ်မျိုးပဲဖြစ်လာမှာပါအမေရိကန်နိုင်ငံရဲ့အိမ်ဖြူတော်ဆိုတာတော့အဖြူရောင်ဆိုထားတဲ့အဆောက်အုံတက်တက်ပဲမဟုတ်ပါဘူးအဖြူရောင်ဆိုထားတဲ့အဆောက်အုံဆိုတာထက်ကိုအများကြီးပိုပါတယ်ဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံရဲ့ power တွေ leadership တွေတမိုင်းတွေနဲ့ကမ္ဘာတစ်ခုလုံးကိုဩဇာလွှမ်းမိုးနိုင်မှုစတာတွေကိုကိုစားပြုတဲ့အဆောက်အုံပဲဖြစ်ပါတယ် UFC ကသူ့ရဲ့ fighting event တစ်ခုကိုအမေရိကန်နိုင်ငံရဲ့အိမ်ဖြူတော်မှာယူဆောင်ကျင်းပနိုင်ခြင်းက UFC ကအခု MMA လောကမှာဆိုရင်World Class Sports ဆိုတဲ့ကမ္ဘာအဆင့်မီအားကစားတစ်ခုဖြစ်သွားပြီဆိုတဲ့မှတ်တိုင်ပဲဖြစ်ပါတယ်။အရင်တုန်းကအားကစားတစ်ခုအဖြစ်တောင်မတတ်မှတ်ခံရတဲ့ MMA ဆိုရင်အခုချိန်မှာတော့အမြင့်ဆုံးနေရာကိုရောက်ရှိလာခဲ့ပါပြီ။ဒီပွဲစဉ်နဲ့ပတ်သက်ပြီး American သမ္မတ Donald Trump ကြီးရဲ့ပြောကြားချက်တွေကိုကျွန်တော်အနေနဲ့အနည်းငယ်ဝေမျှသွားချင်ပါတယ်။ Donald Trump ကိုယ်တိုင်ကဒီ UFC White House ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီပွဲစဉ်ဟာတမိုင်းတင်မဲ့ပွဲစဉ်မျိုးလို့သူ့အနေနဲ့မှတ်ချက်ပေးခဲ့ပါတယ်။ပြီးတော့သူ့အနေနဲ့အိမ်ဖြူတော်မှာဒီလို UFC ပွဲကျင်းပခွင့်ရတဲ့အတွက်အင်တာမကိုဝမ်းသာဂုဏ်ယူမိကြောင်းလည်းပြောကြားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီး UFC ရဲ့ CEO Dana White က very special ဆိုပြီးတော့တုံ့ခဲ့တာကိုလည်းတွေ့ရပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အလွန်ထူးခြားကောင်းမွန်တဲ့ပွဲစဉ်မျိုးဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ် Dana White က this is about legacy this is about how far UFC has come လို့ message ပေးခဲ့တာပဲဖြစ်ပါတယ်မြန်မာလိုပြောရမယ်ဆိုရင်ဒါကတမိုင်းတွင်ကြံခဲ့မဲ့ပွဲစဉ်မျိုးပါပြီးတော့ UFC ဘယ်လောက်ထိအောင်မြင်မှုရှိလာပြီလဲဆိုတာပဲဖြစ်ပါတယ် Dana White ရဲ့အမြင်အရပြောရမယ်ဆိုရင်ဒီ UFC White House ပွဲစဉ်ကြီးကငွေကြေးအတွက်မဟုတ်ဘူးကြော်ညာအတွက်မဟုတ်ဘူးဒါကတော့ UFC လောကရဲ့တမိုင်းတစ်ကိုရေးထိုးလိုက်နိုင်ခြင်းဖြစ်ပါတယ်လို့ဆိုနိုင်ပါတယ်ပြီးတော့ဒီပွဲစဉ်ကိုကြီးညာအတည်ပြုပြီးတိတ်မကြခင်မှာပဲကမ္ဘာနာမည်ကြီး fighter တွေကသူတို့ရဲ့ social media account တွေကနေပြီးတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီး reaction တွေကိုတင်ခဲ့ကြတာပဲဖြစ်ပါတယ်အဲ့ဒီထဲကအချို့ကိုကျွန်တော်အနေနဲ့ထုတ်နှုတ်တင်ပြပေးချင်ပါတယ်ဒါက UFC White House မှာထိုးမဲ့ fighter တွေရဲ့တမိုင်းဝင်မဲ့ပွဲစဉ်မျိုးပဲဖြစ်လာမှာပါပြီးတော့ဒါကဒီ fighter တွေအတွက်တသက်မှာတစ်ခါပဲထိုးခွင့်ရတဲ့ပွဲစဉ်မျိုးပဲဖြစ်ပါတယ်ပြီးတော့ဒီပွဲစဉ်က champion လုပွဲဆိုတာထက်ကိုအများကြီးပိုမဲ့ပွဲစဉ်မျိုးပဲဖြစ်ပါတယ်ပြီးတော့ UFC White House မှာဒါထိုးခွင့်ရမယ်ဆိုရင်ဒါကတော့ champion ကပတ်တစ်ခုတည်းအတွက်မဟုတ်ဘူးကိုယ့်ရဲ့နာမည်ကိုတမိုင်းမှာတွင်ကြအောင်လုပ်နိုင်မဲ့အခွင့်အရေးကြီးတစ်ခုဆိုပြီးတော့ဒီ fighter တွေကပြောကြားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီ UFC White House ပွဲစဉ်ဟာဆိုရင် UFC တနိုင်ငံထဲမှာရှိတဲ့ပရိသတ်တွေအတွက်ပဲမဟုတ်ပါဘူးအာရှတိုက်ကပရိသတ်တွေရောဥရောပတိုက်ကပရိသတ်တွေရောအာဖရိကကပရိသတ်တွေရောပြီးတော့တောင်အမေရိကကပရိသတ်တွေရောအားလုံးကြည့်ကြမယ်ကမ္ဘာလုံးဆိုင်ရာပွဲမျိုးပဲဖြစ်ပါတယ်လမ်းဘေးမှာကျင်းပတဲ့ပွဲစဉ်အဆင့်ကနေကြီးမားတဲ့အထက်ခံဝိုင်းတွေအခုဆိုရင်အမေရိကန်နိုင်ငံရဲ့အိမ်ဖြူတော်မှာပါကျင်းပနိုင်တဲ့အဆင့်ထိရောက်ရှိလာပါပြီဒါကတော့ UFC ရဲ့ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်ကြီးတစ်ခုပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင် UFC White House ပွဲစဉ်ကစကားတက်ပဲမဟုတ်ပါဘူးတရားဝင်အတည်ပြုထားတဲ့ပွဲစဉ်မျိုးပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ပရိသတ်တွေအနေနဲ့လည်း UFC White House ပွဲစဉ်မှာဘယ် fighter တွေကထိုးခွင့်ရပြီးတော့ဘယ် fighter တွေကိုထိုးစီခြင်းလဲဆိုတာကို comment မှာရေးပေးကြဖို့တောင်းဆိုရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်